မင်္ဂလာပါဒီနေ့ချက်ပြမယ့်ဟင်းပွဲကတော့စိုင်းနေမှာလူတွေအမှားများတယ်လူကြိုက်များတယ်ငါးကောင်ဟင်းကြိုပဲဖြစ်ပါတယ်ငါးကောင်ဟင်းကြိုကိုခုစားချက်မဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကရင်ဦးဆုံးဒီလိုမျိုးရေကိုစူအောင်တည်တာပါကိုသုံးမလောက်ရေပေါ့ပြီးရင်စပလင်အောက်ပိုင်းကိုထုရမယ်ထုပြီးတော့ဒီလိုလေးထုံးပြီးတော့ထည့်ရလိုက်ပါကဲဟိုဘက်မှာရင်နှွေးတည်ရတယ်ရင်နှွေးတည်ရတဲ့အချိန်မှာဒီဘက်မှာကျွန်တော်တို့ကငါးကောင်ကိုသုံးပုံနှစ်ပုံကြက်အောင်ချက်မှာဖြစ်ပါတယ်စီအနည်းငယ်ပဲထည့်မယ်စီအနည်းငယ်ထည့်ပြီးသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့နွေတင့်အောင်လေးထည့်ပြီးပါပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒါဂျင်းရယ်ကြက်သွန်ပြူရယ်ဇပလင်ရယ်ထောင်းထားရပါစီရင်တက်ပါမယ်ကဲစီတန်းနဲ့လေးမွေးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမြို့အနှစ်သိအောင်ထည့်ပေးပါပြီးတော့တခုပြောစရာရှိတာငါးကောင်းဟင်းယူချက်တဲ့အခါမှာကျွန်တော်ငရံကောင်းဝယ်သုံးပါမယ်ငရံကောင်းမှာတော့မှကျွန်တော်တို့မွေးမြူငရံနဲ့မြင်းငရံလိုရှိပါတယ်မြင်းငရံကောင်းရရင်ပိုအဆင်ပြေပါတယ်ပြီးတော့နောက်တစ်ချက်တချို့ကငါးကောင်းဟင်းယူကမြင့်ချင်ထည့်ကြတယ်တချို့ကမထည့်ကြဘူးကျွန်တော်ကမြင့်ချင်သုံးရပါတယ်ငါးကောင်းနဲ့တီမဲတက်ကိုမြင့်ချင်နဲ့ပြန်ထိမှဖြစ်တဲ့အတွက်ဒီလိုစီတန်းနဲ့လေးမွေးလာလို့ရှိရင်ငါးကောင်တန့်ရှင်းရေးလုပ်ထားတာလေးတွေကိုကျွန်တော်တို့ထည့်ပါမယ်ငါးကောင်တန့်ရှင်းရေးလုပ်ထားတာကိုကျွန်တော်တို့ကတနည်းအနေငယ်စားနေငယ်လေးနဲ့နည်းလုပ်ပေးတာပါနော်နေရပြီပါငါးကောင်လေးတွေထည့်ပြီးသွားပြီစီသက်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရှမ်းနံနဲ့ကျွန်တော်သုံးပါတယ်ရှမ်းနံနဲ့ထည့်ပြီးတော့ကျွန်တော်တို့ထည့်ထားမှာဖြစ်ပါတယ်ပြီးတော့ခုနကငါးကောင်လေးစီသက်ပြီးသွားလို့ရှိရင်တော့ဂျင်းကြက်သွန်ဖြူထောင်းထားတဲ့စုံစည်းရည်လေးအနည်းငယ်ထည့်မယ်နော်အများကြီးလည်းရည်ထည့်စရာမလိုဘူးပြီးရင်ဒီငါးကောင်ကိုကျွန်တော်တို့က3ချိုး2ချိုးကြက်အောင်ချက်မှာဖြစ်ပါတယ်ကဲကျွန်တော်ဖုံးအုပ်တည်ရမယ်3ချိုး2ချိုးလောက်ကြက်လို့ကျမှကျွန်တော်တို့တစ်ပတ်ကိုထပ်ပြပါမယ်အခုဆိုလို့ရှိရင်ငါးကောင်ကလည်း3ချိုး2ချိုးလောက်ကြက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပိတ်လိုက်မယ်ပိတ်လိုက်ပြီးတော့ဒီဘက်မှာတည်ထားတယ်ရင်နှွေးတည်ထားတယ်ဇပလင်ထည့်ထားတယ်အဲဇပလင်ကိုကျွန်တော်ကဖယ်ထုတ်လိုက်တော့မှဖြစ်ပါတယ်ဖယ်ထုတ်ပြီးသွားလို့ရှိရင်ဒီဘက်မှာချက်ထားတဲ့ငါးကောင်းတွေကိုဒီဘက်ထဲကိုပြောင်းထည့်လိုက်မှဖြစ်တယ်ဒီဘက်ကရင်နှွေးကတော့စူနေမှဖြစ်မယ်နော်ထည့်ပြီးသွားရင်ကျွန်တော်တို့ဘာတွေထည့်တော့မလဲဆိုလို့ရှိရင်မြစ်ချင်ထည့်တယ်မြစ်ချင်ကိုလည်းပြုတ်ပြီးတော့ထားပါနော်မြစ်ချင်ကိုပြုတ်ပြီးအတော်နေလေးထားပါဥနီပဲပြားထည့်မယ်ကျုံငုံဥထည့်မယ်မာတဲ့အသီးတွေဖြစ်တယ်ပန်းပွင့်ထည့်မယ်ပန်းပွင့်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခါတည်းအချိုငံထည့်တော့မယ်ဟင်းကြုံမို့ကြက်သားမို့ထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့သူ့ကိုလည်း
ကျွန်တော်တို့ပြန်ပွက်လာအောင်လို့တည်ထားပါမယ်ဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်ဟင်းရရတာပွက်လာပြီဒီချိန်မှာရတာမြည်ပါအချိုးငံကိုမြည်မယ်ငါးကောင်းကလည်းအခုဆိုလို့ရှိရင်ကြက်သွားပြီရတာလည်းစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘုံညင်းထုတ်တီးရတာလေးထည့်မယ်ပြီးခန်းညင်သည်တစ်လုံးလောက်ပေါ့ကိုချက်တဲ့ပုံမူတည်ပြီးတော့40ခွဲလေးထည့်ပေးမယ်ထည့်ပေးပြီးလို့ရှိရင်ခဏနေမီးပိတ်ထားလို့ရပါပြီဟင်းပွဲလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင်ပေါင်းလေးနဲ့အသေးလေးပေးခဲ့လို့ရပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်